ဟဲ့ခဏလောက်ကြည့်သွားပြီကျွန်တော်တို့တွေကလမ်းထဲကသပင်ညက်ဆိုင်နေမှာပဲဖြစ်ဖြစ်မြို့ကြီးမှာရှိတဲ့သပင်ညက်ဆိုင်နေမှာပဲဖြစ်ဖြစ်တိုင်းတိုင်းမှာအယောင်တွေအစင်းလိုက်နဲ့လဲနေတာကိုမြင်မှုကြလိမ့်မယ်နဲ့တူပါတယ်အဲ့ဒါလေးတွေကဘာလဲဆိုတာကိုသိကြရဲ့လားအဲ့လိုတိုင်းလေးတွေရဲ့နောက်ွယ်မှာသွေးတွေပတ်တီးတွေခွဲစိတ်မှုတွေပါနေတယ်ဆိုတာကိုသိကြလားဒါမှမဟုတ်အတိုင်လေးတွေကသပင်ညက်ဆိုင်နေရဲ့ပြရုပ်အဖြစ်လိုဂိုတက်အဖြစ်ဖန်တီးထားတာလားအလှတထားရုံတက်ပဲလားအဲ့လိုထင်နေမယ်ဆိုရင်တော့မှားသွားပါလိမ့်မယ်ဘာလို့လဲဆိုတော့အလေခစ်လို့ခေါ်တဲ့ AD 900စုကနေ1500စုအတွင်းမှာသပင်ညက်ဆရာတွေက customer တွေကို haircut တခုတည်းမဟုတ်ဘဲနဲ့ surgery တွေ bloodletting process တွေ tooth extraction လို့ခေါ်တဲ့သွားနှုတ်တာတွေကိုပါလုပ်ပေးခဲ့ရပါတယ်အဲ့လိုသမိုင်းကြောင်းကနေပဲဒီလိုမျိုး Vavavo ရဲ့ design ပေါ်ပေါက်လာခဲ့တာပါဒီနေ့မှာတော့ Vavavo ရဲ့အံ့ဖွယ်သမိုင်းကြောင်းကိုစိတ်ဝင်စားစရာအချက်လက်တွေနဲ့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် Okay ကြည့်လိုက်ရအောင်အလေခစ်က Vavavo ရဲ့အခန်းကဏ္ဍအလေခစ်တုန်းကဆိုလို့ရှိရင်ဆရာဝန်တွေကစင်းရဲသားတွေအတွက်တကယ်ကိုရွှေထက်တောင်ပဲရှားပါခဲ့ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီခေတ်တုန်းကဆရာဝန်တွေကမြို့ကြီးတွေမှာပဲနေကြတယ်ပြီးတော့ကြေးလက်ကိုတွားရကုသပေးတာမျိုးကမရှိသလောက်ကိုရှားခဲ့ပါတယ်အဲ့ဒါကြောင့်ပဲစင်းရဲတဲ့လူတွေကနာမကျန်းဖြစ်လာရင်သပင်ညက်ဆိုင်တွေကိုတွားရပါတယ်အဲ့ဒီခေတ်ကဘာဘာတွေကသပင်ညက်ုံတွေမကဘဲနဲ့သွေးထုတ်ခြင်းတွားနှုတ်ခြင်းစတာတွေကိုပါလောက်ကင်ခဲ့ကြပါတယ်โอเคသွေးထုတ်ခြင်း bloodletting အဲ့ဒါပါလေ bloodletting ဆိုတာကအလေခေတ်တုန်းကအသုံးအများဆုံးကုသမှုနည်းလမ်းတစ်ခုလို့ပြောလို့ရပါတယ်လူတွေကဖျားနာရင်ဒါမှမဟုတ်ခေါင်းကိုက်ရဲ့အခါမျိုးမှာသွေးထုတ်လိုက်ရင်ပျောက်သွားမယ်လို့ထင်ခဲ့ကြပါတယ်အဲ့ဒါကြောင့်ပဲ Vavaria လူတွေရဲ့လက်မောင်းဒါမှမဟုတ်လယ်ဘင်းမှာရှိတဲ့သွေးကြောတွေကိုဓာတ်အသေးလေးနဲ့ခွဲပြီးတော့ဇလုံးထဲကိုသွေးတွေကိုစီးဆင်းစေတဲ့အခုခေတ်ကုသရေးနည်းလမ်းအနေနဲ့ကွဲထွက်နေတဲ့ဒီလိုကုသနည်းမျိုးကိုသုံးခဲ့ကြတာပဲဖြစ်ပါတယ်ဒီလို bloodletting ကုသနည်းမျိုးကအခက်မသိရင်ဘက်တီးရီးယားတွေဝင်တဲ့ဒဏ်ရာကိုပိုးဝင်နိုင်တဲ့အန္တရာယ်တောင်ရှိပါတယ်ဒါပေမဲ့အလဲခေတ်တုန်းကတော့ဒါအကောင်းဆုံးနည်းလမ်းတစ်ခုပါပဲဒီလိုနဲ့ပဲ Vava ဆိုတာကသပင်ညက်သမားသာမကဘဲနဲ့ဆရာဝန်တွေပါဖြစ်နေပါတယ်တမိုင်းမှာဆိုလို့ရှိရင်သပင်ညက်ဆရာတွေကို Vava surgeon တွေလို့တောင်ခေါ်ခဲ့ကြပါသေးတယ်သူတို့ရဲ့ဝန်ဆောင်မှုတွေကစင်းရဲသားတွေအတွက်တကယ်ကိုလည်းအသက်ကယ်ရရောက်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ဆရာဝန်တွေစီမှာကုသဖို့အတွက်ပတ်စံမတန်းနိုင်တဲ့သူတွေအတွက် Vava တွေကတခုတည်းသောရွေးချယ်စရာဖြစ်ခဲ့လို့ပါကဲ Vava ရဲ့ဒီဇိုင်းပိုင်းကိုတွားကြည့်ကြည့်အောင် Vava ရဲ့မူလဒီဇိုင်းကတက် Vava ရဲ့အတွက်တီးတန့်ဒီဇိုင်းဆွဲထားတာမျိုးမဟုတ်ဘဲနဲ့လူနာတွေသွေးထုတ်တဲ့ကသုံးခဲ့တဲ့ပစ္စည်းတွေကနေပဲပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်ပထမအချက်အနေနဲ့ Vava ပိုးလို့ခေါ်တဲ့အဲ့ဒီတိုင်ပိုးကိုယ်တိုင်ကလူနာတွေစုပ်ကန်ရတဲ့တစ်တိုင်ကိုကိုစားပြုပါတယ်လူနာတွေကတိုင်ကိုစုပ်ကန်ထားတဲ့အနေနဲ့သွေးကြောတွေကိုပုံမထင်ရှားစေတဲ့အဲ့တော့သွေးကြောတွေကိုမြင်ရတဲ့အတွက်သွေးထုတ်ရတာပိုပြီးတော့လွယ်ကူစေပါတယ်ဒုတိယအချက်တိုင်ဘောကဂျေအိုတိုင်ဘောအဲ့ဒီဂျေအိုကသွေးစုတဲ့ဇလုံးကိုကိုစားပြုပါတယ်သွေးထုတ်ပြီးတဲ့အခါသွေးတွေကိုအဇလုံးထဲမှာစုဆောင်းထားခဲ့လို့ပဲဖြစ်ပါတယ်တတိယအချက်အယောင်အစင်းတွေကတော့ပတ်တီးတွေကိုကိုစားပြုပါတယ်အနီရောင်ကသွေးစွန်းနေတဲ့ပတ်တီးအဖြူရောင်ကတော့တန်ရှင်းတဲ့ပတ်တီးတွေပါအဲ့ဒီထဲမှာမှစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ရှိပါသေးတယ်အဲ့ဒါကတော့ပတ်တီးတွေကိုအသုံးပြုပြီးတဲ့အခါမှာအဲ့ဒီဆိုင်ရှိကတိုင်ပေါ်မှာပဲချိတ်ဆွဲတယ်လှမ်းတယ်အဲ့လိုနီးနေပဲ6တွေ့အောင်လုပ်ခဲ့ကြပါတယ်အဲ့ဒီအခါမှာတော့လေတိုက်ရန်နေပတ်တီးတွေကလွင့်သွားတယ်လိန်သွားတယ်ပြီးတော့ဒီလိုမျိုး spiral pattern ဖြစ်လာခဲ့ပါတယ်ဒီလို spiral pattern ကနေဒီနေ့ခေတ် Vava ရဲ့ဒီဇိုင်းကိုပေါ်ပေါက်လာခဲ့စေတာပဲဖြစ်ပါတယ်နောက်ပိုင်းမှာတော့အစစ်ပတ်တီတွေအစားတစ်တိုင်ကိုအယောင်ဆေးချယ်ပြီးတော့အမြဲတက်ဆင်လာခဲ့ပါတယ်အဲ့လိုမှပဲဆိုင်းအမှတ်အသားအနေနဲ့အမြဲတမ်းပြသထားနိုင်မှာပဲဖြစ်ပါတယ်အခုခေတ်မှာတော့ electric motor တွေနဲ့တောက်လျှောက်လေပတ်နေတဲ့ Vava ဘိုးတွေကိုတွေ့မြင်နိုင်ပါတယ်ဒီဇိုင်းကတော့အရင်ကအတိုင်းပါပဲကဲအဲ့ဒါဆိုရင်အယောင်တွေအကြောင်းဆက်ပြောကြည့်အောင် Vava ဘိုးမှာပါတဲ့အယောင်တွေကနေရာဒေသအလိုက်ကွဲပြားမှုတွေရှိပါသေးတယ်ဥရောပမှာဆိုရင်အနီနဲ့အဖြူနှစ်ယောင်သာပါဝင်ပါတယ်အပြာမပါပါဘူးအနီယောင်က atrial blood ကိုကိုစားပြုတယ်အဖြူယောင်ကတန်ရှင်းတဲ့ပတ်တီးလိပ်တွေကိုကိုစားပြုပါတယ်အမေရိကန်မှာဆိုလို့ရှိရင်အနီအဖြူအပြာ၃ယောင်ပါဝင်ပါတယ်အဲ့ဒီကအပြာယောင်ကတော့ venous blood ကိုကိုစားပြုပါတယ်ဒုတိယအဓိပ္ပာယ်တစ်ခုလည်းရှိပါသေးတယ်အဲ့ဒါကတော့အပြာရောင်ကအမေရိကန်အလံအယောင်ကိုလေးစားတဲ့အနေနဲ့ထည့်ထားတာလို့ဆိုကြတာပဲဖြစ်ပါတယ်
18ရာစုအမတ်ရွှေရုံမှာတော့အယောင်တွေကဝန်ဆောင်မှုအမျိုးအစားတွေကိုပြသခဲ့ပါတယ်အနီရောင်ကသွေးထုံမယ်အပြာရောင်ကသပင်ညက်မယ်အဖြူရောင်ကသွားနှုတ်မယ်အယိုးနဲ့ပတ်သက်တဲ့ surgery အသေးစားတွေလုပ်မယ်ဆိုပြီးတော့ပါမြန်မာနိုင်ငံလိုနိုင်ငံတွေမှာတော့အနီအဖြူအပြာ၃ရောင်ပါတဲ့ဗဘာပိုးတွေကိုအများအပြားတွေ့ရပါတယ်ဒါတွေကလည်းအမေရိကန်ရုပ်ရှင်တွေမီဒီယာတွေကနေတဆင့်ပြန့်နှံ့လာတာမျိုးဖြစ်နိုင်ပါတယ်1940ခုနှစ်မှာလန်ဒန်ကနေဥပဒေတစ်ခုထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီဥပဒေက Barbers တွေနဲ့ Surgeons တွေကိုခွဲခြားဖို့အယောင်တွေသတ်မှတ်ပေးခဲ့တာမျိုးပါ Barbers တွေအတွက်ဆိုလို့ရှိရင်အပြာနဲ့အဖြူကသပင်ညက်ချင်းဝန်ဆောင်မှု Surgeons တွေအတွက်ကတော့အနီနဲ့အဖြူခွဲစိတ်ကုသခြင်းဝန်ဆောင်မှုဆိုပြီးတော့ပါအဲ့လိုမျိုးဥပဒေထွက်ပြီးတဲ့နောက်ပိုင်းမှာ Barber တွေနဲ့ Surgeons တွေရဲ့ဝန်ဆောင်မှုတွေကိုပို့ပြီးတော့ရှင်းလင်းစွာခွဲခြားနိုင်ခဲ့ပါတယ်ဒါပေမဲ့ခေတ်သစ်စီးပညာတိုးတက်လာပြီးတော့ဘလက်လက်တင်ကူထုံးကမှားဝင်ကြောင်တိလာရတဲ့အခါမှာတော့အဲ့ဒီကူထုံးကိုရပ်တန့်ခဲ့ပါတယ်19ရာစုအရောက်မှာတော့ဘာဘာတွေကသပင်ညက်ချင်းကိုသာအဓိကထားလုပ်ကိုင်ခဲ့ပါတယ်ဒါပေမဲ့ဘာဘာပိုးတွေကတော့စိုင်အမှန်အသားအဖြစ်ဆက်လက်တည်ရှိနေခဲ့ပါတယ်အမေရိကန်ကနေဒါဂျပန်ဖိလစ်ပင်းမော်ရိုကိုတောင်ကိုရီးယားဗီယက်နမ်ဟန်ဂေရီနိုင်ငံတွေမှာအနီအဖြူအပြာ၃ရောင်ပါတဲ့ဘာဘာပိုးတွေကိုအသုံးများပါတယ်ဥရောပနိုင်ငံအများစုမှာတော့အနီနဲ့အဖြူ2ရောင်သာပါဝင်တဲ့ပိုးတွေကိုတွေ့ရပါတယ်ပြီးတော့ဘာဘာပိုးရဲ့ spiral pattern ကထာဝရအနန္တ infinity loop ကိုကိုစားပြုတယ်လို့ယူဆကြပါသေးတယ်ဒါကတော့ဝန်ဆောင်မှုတွေကိုအမြဲတမ်းရရှိနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲတချို့နေရာတွေမှာလည်းဘာဘာပိုးတွေအစ LED မီးတွေနဲ့အလှဆင်ထားတဲ့သပင်ညက်ဆိုင်တွေကိုလည်းတွေ့ရတတ်ပါတယ်ဒါပေမဲ့ဒီလိုယူရဘာဘာပိုးကတော့ဒီနေ့တိုင်းအတိများနေကြပါသေးတယ်ကဲဒါဆိုရင်တော့ဒီတိုင်လေးရဲ့နောက်ကွယ်မှာဆရာဝန်တွေခွဲစိတ်မှုတွေသွေးတွေပါနေတယ်ဆိုတာကိုသိသွားကြပြီမဟုတ်လားခေတ်သစ်မှာတော့ဘလက်လက်တင်လိုကူထုံးမျိုးတွေမရှိတော့ပေမဲ့လည်းဘာဘာဘိုးကတော့စိုင်အမှတ်သားအနေနဲ့လုံးဝကို iconic ဖြစ်တဲ့ symbol တစ်ခုအနေနဲ့ဆက်လက်တည်ရှိနေပါသေးတယ်ဒီလိုမျိုးဘူးတုဒတွေကိုနောက်ထပ်သိကျင်တယ်ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာကံညံဝရိယ၃မျိုးစလုံးကိုအသုံးပြုရတဲ့ကစားနည်းတစ်ခုအကြောင်းကိုရှင်းပြပေးသွားပါမယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်